30တိတိထပြေးနေတဲ့လူသက်သမားတယောက်ကဘလောက်တောင်တတိကြီးနေမလဲလူသက်သမားကအိမ်ပြန်လာရင်ကနေကောင်မလေးတယောက်နားရွက်ကိုကိုင်းကတတိထားမိကြတယ်အဲ့ဒါတခုတည်းနဲ့တင်သူကကောင်မလေးကိုတတ်ဖို့ဆုံးဖြတ်လိုက်ပြီသူကကောင်မလေးနောက်ကိုလိုက်ပြီးတိုက်ခန်းတဲ့အထီဝင်ထွားတယ်ဒလီကားတဲ့ရောက်တော့သူကဓားမြောင်ကိုတိတ်တိလေးထုတ်ပြီးလေဘင်းကိုလီးပို့ပြင်လိုက်တယ်သူတိုက်ခိုက်တော့မဲ့အချိန်မှာပဲကျွန်တော်ကအချိန်မီရောက်လာခဲ့တယ်ကျွန်တော်ကကောင်မလေးကိုဟန်ဆောင်ပြီးဆူလိုက်တယ်ဒါပေမဲ့တိတ်တိတ်လေးသူ့ရဲ့နားချက်ကိုဖြုတ်ပြီးနားဆွဲတရံပေးလိုက်တယ်လူသက်သမားကကောင်မလေးရဲ့နားရအလွတ်တွေကိုမြင်လိုက်ရတော့မှသူဓားမြောင်ကိုပြန်ထိန်းလိုက်တယ်သူကကောင်မလေးကိုလျှို့ဝှက်ရဲရရှိလို့ထင်နေတာနားချက်ဖွက်ထားတယ်လို့တန်တရားဝင်နေတာဒါပေမဲ့သူကကျွန်တော်တို့မရင်းနှီးတဲ့ဖာခင်နဲ့သမီးကိုတခါမှမမြင်ဘူးဆိုတော့တိတ်တော့မယုံသေးဘူးအဲ့ဒီအချိန်မှာကျွန်တော်ကအိတ်ကက်ထဲကနေအနားအာစာပါတဲ့ပန်းသီးတစ်လုံးထုတ်လိုက်တယ်တန်ရပါတဲ့ဘက်ကိုလူသက်သမားဘက်လဲလိုက်တာနဲ့ရဲတွေရဲ့စောင့်ကြည့်စနစ်ကသူ့မျက်နှာကိုချက်ချင်းပဲရှင်းရှင်းလင်းလင်းမတန်းတင်နိုင်လိုက်တယ်အမှန်တော့ကျွန်တော်တို့ကရဲရရှိတွေပါဒီလူသက်သမားကိုနှစ်ပတ်ကြော်ကြအောင်လိုက်လံစုံစမ်းနေတာသူ့ရဲ့လျှို့ပေါ်နာမည်က Shadow တဲ့ဓားမြောင်နဲ့အနီးကပ်တတာကိုအထူးပြုတဲ့ထိပ်တန်းလူသက်သမားတယောက်ပဲ15ရက်နေ့ကဘဏ်တစ်ခုကနေ digital ငွေကြေးဒေါ်လာဘီလီယံ100ကိုလူရက်ခံထားရတာနေရာမှာကြံခဲ့တဲ့တပ်သေးခံပစ္စည်းတွေရရဲတွေကသူ့လှုပ်တာလို့ဆုံးဖြတ်ခဲ့ကြတယ်တမျိုးလုံးကိုဝိုင်းပြီးရှာဖွေခဲ့ကြပြီးဒီနေ့မှာတော့ကျွန်တော်တို့သူ့ကိုဈေးထဲမှာတွေ့လိုက်ရတယ်မကြခင်မှာပဲဓာတ်လေကားကထိတ်ဆုံးထပ်ကိုရောက်သွားတယ်ကျွန်တော်ကကောင်မလေးနဲ့အတူထွာလာပြီးမြဲလူသက်သမားကတော့စိတ်မအေးသေးဘူးသူကပြတင်းပေါက်နားမှာမတက်ရက်ပြီးအရေးသေးကနေစောင့်ကြည့်နေခဲ့တယ်သူကကျွန်တော်တို့ဟန်ဆောင်ဖားခင်းတဲ့သမီးကအိမ်ထဲကိုတကယ်ဝင်သွားတာကိုသူ့မျက်စိနဲ့ကိုယ်တိုင်မြင်ချင်နေတာဒါပေမဲ့ကျွန်တော်ကတော့ဘာမှမစိုးရင်ဖတ်ဘူးကျွန်တော်ကမျက်မှန်ထဲကနေစော်ဖောက်တဲ့ကရိယာကိုထုတ်လိုက်တယ်ကောင်မလေးကလည်းအကာအကွယ်ပေးဖို့အတွက်တခါဝလာနေပစ္စည်းထုတ်တစ်ခုကိုပေါ်ပေါ်ပါပါကောက်ခိုင်းလိုက်တယ်ကျွန်တော်တို့တိုက်ခိုင်းတဲ့ဝင်သွားတာကိုမြင်ပြီးမှပဲလူသက်သမားကသူ့ရဲ့တန်တရားတွေကိုလွတ်ချလိုက်တယ်သူမထီတာကတော့ကျွန်တော်ကပန်းသီးအခွင့်ကိုထက်လီကားထဲမှာထီကထွေးထုတ်ထားတာအဲ့ဒါကလူသက်သမားဆင်းသွားတဲ့အထက်ကိုအောင်အောင်မြင်မြင်မှတန်းတင်နိုင်ခဲ့တယ်စောင့်ကြည့်နေတဲ့ရဲရရှိတွေစားလဲချက်ချင်းပဲလှုပ်ရှားပြီးကင်မရာတွေမြင်မြင်တက်ဆင်ကသူ့အခန်းကိုတားမှန်နိုင်ခဲ့တယ်လူသက်သမားလွင့်ဖြစ်ခဲ့တဲ့အမိုက်တွေထဲကနေရဲတွေကထူးဆန်းတဲ့ကဏ္ဍတွေရေးထားတဲ့စာရွက်စုံအချို့ကိုတွေ့ခဲ့ရတယ်ဒါပေမဲ့နာရီပေါင်းများစွာလေးလာခဲ့ပြီးမြဲဘဲသူမှဘာကိုဆိုလိုမှမသိခဲ့ဘူးရဲတို့ရဲ့တတိထားမှုကကျွန်တော်တို့မျှော်မှန်းထားတာထက်အများကြီးပိုများနေတာရှင်းနေတယ်အဲ့ဒီကဏ္ဍတွေနောက်မှကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုတော့ရှိနေရမယ်နောက်တနေ့မှာကျွန်တော်ကလူသက်သမားနဲ့ဈေးတွေမှာပြန်ဆုံခဲ့တယ်သူကကျွန်တော်စီစကားလာပြောယုံတယ်မကဘူးလူဝစစ်စီရေးကရိယာတစ်ခုကိုထုတ်ပြီးကျွန်တော်တကုတ်လုံးကိုစစ်ဆေးခဲ့တယ်ကျွန်တော်ကငါးဆိုင်ရွှေမှာရက်လိုက်တော့သူကကျွန်တော်လက်ပေါ်ကအေးပြားမှာကျင်းနေတာကိုတတိထားမိပြီးတနက်ကိုနှစ်ပေါင်းများစွာကင်ထားလို့ဖြစ်တာလို့တန်တရားဝင်ခဲ့တယ်သူရဲ့စုံစမ်းမှုတွေကိုရင်းဆိုင်ရဲကျွန်တော်ကတီးငင်အေးဆေးစွာပြန်တုံပြန်ပြီးသူ့ကိုကျွန်တော်အိမ်ကိုဖိတ်ခေါ်ခဲ့တယ်သူအိမ်ထဲဝင်လာတာနဲ့လွှတ်ပတ်ကြည့်ရှုဖို့အခွင့်အရေးယူတယ်ပရိဘောဂတွေကိုလက်နဲ့ပို့တတ်ပြီးဖုံးတွေရှိမရှိစစ်ဆေးတာကျွန်တော်တို့အခုမှပြောင်းလာတာလားဆိုတာစမ်းသပ်တာပေါ့သူမထီတာကကျွန်တော်ကအသေးစိတ်အချက်လက်တိုင်းကိုကြိုတင်ဖြင်းစင်ပြီးထားဆိုတာပဲညစာစားနေတော့ကောင်မလီကလူသက်သမားရဲ့ဖုံးပြီးမှသူ့ဖုံးကိုထားပြီးဒေတာတွေကိုကူးယူဖို့အခွင့်အရေးကိုယူခဲ့တယ်။သမင်းစားပြီးတော့သူကတန်တရားမဝင်တရားနဲ့ပြန်သွားခဲ့တယ်။ကောင်မလီကကူးယူထားတဲ့ဒေတာတွေပါတဲ့ဖုံးကိုရဲစခန်းကိုပြန်ယူသွားတယ်။သူတိုင်းကစစ်စင်ရေးအောင်မြင်ပြီးလို့ထင်နေတော့မှတဲ့တကားဘဲကမြည်လာတယ်။ကျွန်တော်တကားဖွင့်လိုက်တော့လူသက်သမားကတနက်ကင်ပြီးရနေတာကိုတွေ့လိုက်ရလို့အံ့အားသင်သွားတယ်။သူကအိမ်ထဲကိုအတင်းဝင်လာခဲ့တယ်